ဒါလည်းမင်္ဂလာပါရှင်မတငယ်ချင်းလေးရအတူတူပုံနိုင်ကစားနေတယောက်ပြောက်သွားအကြောင်းတိကျပြသွားမှာဖြစ်လို့ဗီဒီယိုလေးမစခင်ပါလေ like subscribe လုပ်မမေ့နဲ့အောင်နော်အဆစားလေးကြရအောင်သူနာမည်ဂျူလီယာလို့ခေါ်ပါတယ်ဂျူလီယာတော့ညအမောင်ကြီးတဲ့မှာတယောက်တည်းသွားနေခဲ့တာပါညလေမိုးကအရင်မချုပ်သေးပါဘူးဆော့လို့ရသေးတယ်ဆိုလိုရသေးပါတယ်ငါတငယ်ချင်းငါသမီးဂျူခေါ်လာမယ်ဂျူအေးတငယ်ချင်းပါလေငါတို့လေကငါတို့ပန်းချင်မှာသွားဆောကြမယ်လေအေးကတိပဲဟဲ့ငါကိုလာပြောလာအောင်မကိုညီမလေးပန်းချင်မှာသွားဆောလာအောင်မနော်အေးသွားဆောညလည်းအရင်မချုပ်သေးပါဘူးဟဲ့ည9 နာရီလောက်ပဲရှိသေးတယ်ဒါပေမဲ့အဲ့ပိုင်းကျမှအန်နီများတက်တယ်ဟာနေရလဲငါတယောက်လုံးရှိတယ်ဟာတက်ကြမယ်မီယိုနဲ့ယူတာနဲ့စောင့်နေတယ်ဟုတ်လားအေးမီယိုနဲ့ယူတာနဲ့စောင့်နေတယ်ဟာငါလည်းမသွားခင်ငါမေစီကနေငါ9000တောင်းခဲ့တယ်9000နဲ့လားဟဲ့1000လောက်တောင်းခဲ့ရမှာ1000လောက်တာငါမိစုမှာပေါ့ကဲစားကြမယ်တတိယလမ်းကိုလည်းတေချာကြည့်အောင်နော်တခါလူဆိုးနေဝင်သူလို့အေးပါရှောက်ပြီမောင်နေနော်ကဲထားလိုက်ပါတော့ဒီနေ့ယူတာငါတို့နှစ်ယောက်ရောက်ပြီလေမင်းတို့ကလည်းခုမှရောက်တယ်အေးပါငါတို့တူပုံလိုက်ကစားကြမယ်လေအောင်မလေးအဲ့ဆိုငါလိုက်မယ်တော့ပုံကြငါဒီမှာရှိနေမယ်1 2ဟိုမှာသူရှိနေပြီဟာပုံကြနော်တော့လေငါတော့ပုံပြီရေပေါ်ကြရမယ်ဒီထဲမှာဝင်ပုံးလာတယ်အနေများပါပေါ်မှာတက်ပေါ်ပါပေါင်းခဲ့ပါသူကတော့ဒီပေါ်မှာပေါ့နော်ဟိုကောင်ပုံးတာမြန်လိုက်တာဒီဘက်မှာပုံးပါလေဟာလားငါရတယ်ငါဘယ်မှာပုံးငါဒီမှာပုံးမယ်လေအေးအဲ့ဆိုငါသွားပြီနော်ကြည့်လေပုံအေးပါအပုံးကျွမ်းပါလေတူပုံနေဆိုရင်သူနိုင်တာများပါတယ်ဒါပါကြီးလည်းမသိတော်ဗျာငါဒီရှော့အောက်လေးမှာပုံလိုက်မယ်တော်ဗျာဒီဂျားထဲမှာပုံပါမယ်ဒီဂျားထဲမှာငါပုံလိုက်ပြီမီယိုတွေ့မှာအောင်မယ်တူပြီလားငါလိုက်ပြီနော်ငါရှူတာအရင်ဆုံးသွားရှာမယ်ကာလာပါဒီချားလေးကိုရှာရမယ်ဘူးခုနကဘူးလည်းမသိငါတွေ့လိုက်သလိုပဲထားလိုက်ပါဝင်သွားပြီရတယ်ရပြန်ထွက်လိုက်ရကဲအပေါ်တက်တော့မယ်မတက်ရအောင်ဆိုတော့ယူတာတွေ့ပြီနဲ့တောင်မိပြီညလေငါ့မိရမြန်လိုက်တာညံတလားမမေးနဲ့ဆိုနေငါနဲ့လိုက်ခဲ့တော့လာမယ်ခဏနေအောင်ငါဂျူလီယာဝင်လုံးရှာမယ်ဂျူလီယာပုံကျက်တယ်သိရမလားဘယ်နိုင်ရောက်သွားဂျူလီယာဒီနားမှာပုံကျက်တယ်ဟိုမှာကလေးတူပုံလိုက်စော့နေပါလားငါအဲ့ကလေးတယောက်ကိုခေါ်သွားရမယ်
ပုံမီလည်းသွားရအောင်အဲ့နေပဲသူကတော့တွေ့ခဲ့ပါတယ်ဟဲဘယ်သူကြီးလည်းမသိဘူးဒီထဲမှာသွားရှာရမယ်ခုနကလေးတယောက်ပုံနေတယ်ဟုတ်ကလေးဟာဟုတ်ကဲ့ဘာဖြစ်လို့လဲမသိဘူးခဏလောက်လိုက်ခဲ့အောင်ပြစရာရှိတယ်အဲ့မှာတရားလုံးနေအများကြီးပဲရှိတယ်တကယ်လားတကယ်လိုက်ခဲ့အိုးနမဲဘလို့ခေါ်လဲနမဲလားနမဲဂျူဂျူးလို့ခေါ်တယ်။အော်ဂျူဂျူးလေးကတရားလုံးနေရမ်းကြိုက်မဲ့ပုံဆိုတော့လိုက်တာပေါ့။ဟုတ်တယ်တရားလုံးရမ်းကြိုက်တာ။โอเคအဲ့ဆိုလည်းသွားကြမယ်။ဟာရေဦးတို့ဒီဝဲဟိုဝေးရမယ်။သူများမမြင်အောင်လို့လေဟင်ဟုတ်ကဲ့အပြေးပါလေမလေးကျမပေါ့နော်အဲ့လိုကြီးပြပြလောက်ပါလို့တောင်းမှပါလဲဆိုပိုးလေးပြတ်သွားရင်လည်းတောင်းမှပါတယ်လို့ပြောချင်ပါတယ်လာအခုလဲပြီးသွားပြီဆိုတော့ဘယ်ခေါ်အောင်မလဲဟောတခြားလုံးနေစားခြင်းလေဆိုတခြားလုံးကတော့ရမ်းကြိုက်တယ်အဲ့ဆိုလိုက်ခဲ့ဒီနားလောက်ဆိုဆင်ပြေသွားပြီဒီနားမှာခဏနေခဲ့နော်ငါစီးတော့ဝေးရမယ်ဆေးလေးတစ်ခုလောက်ပေးပါဗာဆေးလဲဘာဆေးဖြစ်ရော့အဆူရတယ်တော့ဖတ်လို့ကြပါဘယ်နာမှာရော့အိုက်ဆေးတောက်လိုက် thank you ပါတော့ဒီတခြားလို့ရန်ကောင်းတယ်ကလစ်ရန်ကောင်းတာပဲနော်ကဲရပါပြီအင်ခေါ်ရတော့ဘာပြောပါတော်ပြီနော်ရပြီအင်ခေါ်ရမယ်ရပါတယ်ဒီခန်းထဲမှာထားရပါတယ်ငါကြောင့်မသိကြရလဲလိုက်လာပေါ့အရင်ကရာကာရာပြီဝါဒီတမောလာအေးအောင်မယ်ဟဲ့ငါလေးစလားခုနဂျူဂျူတူလိုက်ကြလို့ပဲမမြင်လို့ဂျူဂျူရေတွေ့ပြီတင်းနေတော့မိပြီထားတော့အေးဟိုတယောက်ပဲပြောက်သွားဒါလေးကတော့အဆက်လေးကြည့်ပေးပါမယ်အားလုံးချူပေးတဲ့အတွက်မတတာလဲ subscribe လေးလုပ်ပေးဖို့မမေ့ကြနဲ့ဦးနော်